ရဏဂုံ3ပါးနှင့်တကွအင်္ဂါ5ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩဃာသကရောကျိုးဖြင့်ညီညာဖြဖြကရောကြပါစို့ခမညာသက်ရှိကြမှာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့နဲ့ဆုံမိုး၍ရှိခိုးပူဇော်ဘုညောမမယောကရောကြသောတကိစ္စခါရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစာ၍သက်ရှိခြင်းကြမ်းမာခြင်းခွန်အားလာပြေဝခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့အချင်းတရားကိုကြည်ကြံခြင်းကိုပွားများအထောက်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လျင်မြန်သောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအမ္ပန္တိတိတရဏိနတဟပိသတိလံခမံယသာမိအနုကံကတဝါတိလံတိထမေပန္တိဒုတိယံပိအမ္ပန္တိတိတရဏိနတဟပိသတိလံအမံယသာမိအနုကံကတဝါတိလံတိထမေပန္တိတတိယံပိအမ္ပန္တိ